တင်းတော်ရဲ့ပြက်ကလေးထဲမှာနေပြည့်မြတ်အနေနဲ့ပေါ်ပြထားတော့လေကျွန်တော်ညာနာဒေသနာတင်းတော်တကားသိသူနေတယ်ပဲဖြစ်ပါတယ်အထူးသဖြင့်အရှိတကုံမှာလာရောက်ပါဝင်ရှိပေးတဲ့ဆရာမကြီးလူထကြီးနဲ့သူရဲ့ဖတ်သားများပေါ်မှာအထူးကျေးဇူးတင်ပါတယ်နောက်ဒီအထူးသဖြင့်ကျွန်တော်ကအပတ်တိုင်းဘုဒ္ဓဟူးနေ့မှာဆရာမကြီးလူထကြီးတို့တွေမှာထုတ်ပတ်တော်တင်တာတွေဝေငှပေးတာတင်တာပုံစံတွေလုပ်ပေးတာအပတ်စဉ်တိုင်းကျွန်တော်တွားရောက်ခဲ့ပါတယ်အခုဒီကနေ့ပေါင်ကြတဲ့သူတွေဟာလည်းကျွန်တော်နဲ့ဆိုရင်ရင်းနှီးကြောင်းရင်းသားတွေလည်းဖြစ်တယ်နောက်သူတို့ကိုကျွန်တော်တောင်းယူတဲ့နေရာလေးမှာဒါအိခန္ဓာထေဝမှုမရှိတော့လဲရောက်ဘူးစေချင်တယ်ဒီဖိတ်လည်းဖိတ်ချင်တယ်ဆိုတော့ဆရာမကြီးတွေထိုင်ကိုကျွန်တော်ပြောပြတော့လိုက်လိုက်လဲလဲပဲသူအနေနဲ့လက်ခံကျူဆူလက်ခံပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ဒီနေရာအရောက်လာပို့ရန်အတွက်ကသွားရေးလာရေးမှာအစအဖက်ဖက်ကလိုအပ်ချက်ဒီဝေးကြီးပုံကြရမယ်အနေထားတွေရှိတယ်သို့တော့အဲ့ဒါကိုညီမတူပဲနဲ့ဒီနေရာမှာလာရောက်ပေါင်းချင်းပြပေးခြင်းပုံမှာထလောက်ပြီးကျေးဇူးတင်ပါတယ်အထူးသဖြင့်ဒီနေ့ဒီနေရာမှာလာရောက်ပေါင်းတဲ့အချိန်မှာဒီတိုင်းကြီးလည်းမဖြစ်ပြဘူးဆိုတော့တခုခုအနေနဲ့အတင်းတော်အနေနဲ့ဖြစ်ဖြစ်ပေါ့နော်အဲ့ခံကြွေးမွေးခြင်းနဲ့တခုခုနဲ့ဆိုတော့အဲ့ဒီဟာကိုယ်တိုင်ကိုလည်းဆရာမကြီးလူထိုင်ကြီးကအကုန်လုံးကျွန်တော်တို့ကိုတာဝန်ယူပေးပြီးမှဒီညာနာဒေသနာတွေတော့မှရှိတဲ့မျိုးသမီးတွေဟာဒါတော့နည်းနည်းကျွန်တော်ကြောမယ်နော်ကြောခွင့်ပြုပါအချက်ပြုတ်ဆိုရင်တော့တကယ်တော်ကြတဲ့သူတွေဖြစ်ပါတယ်ချင်းချောင်းတစ်ချောင်းကိုသူတို့ချက်ခိုင်းရင်လည်းဟင်းကောင်းတစ်ဖက်ဖြစ်လာတဲ့အောင်သူတို့လက်စွမ်းထက်ပါတယ်ဆိုတော့ဒီနေ့မုံကင်းကကျွန်တော်တို့တင်ဆက်ထားပါတယ်အဲ့အတွက်အားလုံးအတူတကွသုံးဆောင်ပြီးမှအဝပေါ့နော်အလှမဟုတ်ဘူးနော်အဝဆွဲရမှာဖြစ်တယ်ဒီလိုပြအစီအစဉ်ပြီးတာနဲ့အောက်ထပ်မှာကျွန်တော်တို့အတူတကွသုံးဆောင်ကြမှာဖြစ်တယ်နောက်အထူးသဖြင့်ဒီနေ့တရားဒေသနာတော့ပတ်တော်ဝင်ငှပေးသွားတဲ့ဆရာကြီးကဆရာမလူထန်းကြီးတို့နဲ့ဆိုဟိုးကြရဲပေါ့နော်တကယ်ပြောခင်မလာတဲ့သူနောက်ကလေးမျိုးမှာဆိုရင်လည်းကျွန်တော်ဆရာကြီးကဆရာမလူထန်းကြီးတို့စီမှာတယောက်ဆရာနေနဲ့အခုတော့ထမ်းဆောင်ရတဲ့ပြီးတဲ့သူဖြစ်တဲ့အတွက်အထူးသဖြင့်ပုံပြီးမှပဏာတက်တယ်ပေါ့နော်ပြောမယ်ဆိုတော့အစဉ်ပြေတယ်ဒီနေ့လဲဆရာမလူထန်းကြီးတို့ဒီမှာငယ်များလာရောက်ပါဝင်မှာကြားသိတော့သူကျွန်တော်ဖိတ်လိုက်တော့သူအနေနဲ့မင်္ဂလာတော်မှာလည်းအချိန်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာကိုဦးစားပေးပြီးမှလာရောက်ပါဝင်ချီးမြှင့်တဲ့အပေါ်မှာကျွန်တော်တို့ဆရာကြီးရဲ့ဆရာတော်ရဲ့ပုံမှာကျေးဇူးတင်ပါတယ်ခုနဆရာမကြီးကိုကျွန်တော်တစ်ချက်ပြောကျွန်တော်လည်းမင်းတော်သွားလို့အမသူဝတ်ပြုလာပြီဆိုတော့ကျွန်တော်တစ်ချင်းတစ်ပုတ်တော့တောင်းဆိုတတ်တယ်သူဆိုဖို့ပေါ့နော်အဲ့ဒါဒီရောက်မှပဲကျွန်တော်လည်းတတိယတော့ပြင်ဆင်ချိန်မှာရှိတယ်ကိုတကယ်အဆိုတော်တယောက်လို့ပြောလို့ရပါတယ်ပြောလို့ရတယ်ပေါ့အဆိုတော်တယောက်ဖြစ်ပါတယ်ကျွန်တော်ဆရာတော်ဟာဆိုတော့နောက်တစ်ချီပေါ့နော်ဖရာလို့တော့ရှင်တော့ကျွန်တော်ပြန်ဆုံးခွင့်ကြားနာခွင့်ရအောင်မယ်လို့ကျွန်တော်အနေနဲ့ပြောနေပါတယ်ပြီးရင်အတင်းသူတင်းသားများအနေနဲ့ပြီးစေရအတွက်ပြီးခဲ့တဲ့တောက်ကြနေ့အခုပြီးခဲ့တဲ့တောက်ကြနေ့မှာခရိုင်အလုပ်ကုဆောင်ကော်မတီကနေဆွေးနွေးတိုင်ပင်ထားတဲ့အရာလေးရှိပါတယ်အားလုံးသိဖို့ရအတွက်အရေးကြီးပါတယ်အထူးသဖြင့်ညီလာခံနေသတ်မှတ်ထားတာကဒီနှစ်ကစပြီးမှကျွန်တော်တို့10ဖို့တဖို့ဝင်ကိုရာဂိုင်နှုန်းနဲ့ပေးသွင်းရတော့မှာဖြစ်ပါတယ်ဒါကိုအသေးစိတ်ခရိုင်အလုပ်ကုဆောင်ကော်မတီမှာစီစဉ်ထားတာတော့ဥပမာညာနာဒေသနာတင်းတော်အနေနဲ့ဒီတလတွင်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလအတွင်းမှာ10ဖို့တဖို့10သိန်းရတယ်ထားပါတော့ဒီ10သိန်းထဲကနေ90ရာခိုင်နှုန်းကိုခရိုင်ကိုသွင်းရမှာဖြစ်တယ်90ရာခိုင်နှုန်းဆိုရင်တော့9သိန်းသွင်းရမှာဖြစ်ပါတယ်နောက်အဲ့ဒီ9သိန်းကို9သိန်းထက်ကနေ90ရာခိုင်နှုန်းကိုဌာနချုပ်ကိုခရိုင်နေပြလဲပေးဖို့တော့မှာဖြစ်ပါတယ်2သိန်းခွဲပေးဖို့တော့မှာဖြစ်ပါတယ်ဆိုတော့အလုံးမှုဆောင်ကော်မတီခရိုင်နေနဲ့တလချင်းတစ်ခါလေးစာရေးပိတ်ပြီးမှသွင်းကြရအောင်ဆိုပြီးမှဆုံးဖြတ်ထားပါတယ်ဆိုတော့ကျွန်တော်တို့သွင်းရမှာကပြီးခဲ့တဲ့ဇန်နဝါရီလနေစပြီးမှဒီဇင်ဘာလအထိဖြစ်တဲ့အတွက်ကြောင့်ဇန်နဝါရီလတလစာ10ဘုတ်တဘုတ်ရဲ့ဖေဖော်ဝါရီလတလစာ10ဘုတ်တဘုတ်ရဲ့တစ်ခုပေါင်းပြီးမှရလာတဲ့ရလဒ်ကို90ရာနှုန်းခွဲပြီးမှခရိုင်ကိုသွင်းရမှာဖြစ်ပါတယ်ဆိုတော့ဒီဝတ်ပြုစီစဉ်ပြီးတာနဲ့
စင်စစ်များအနေနဲ့တော့၎င်းအတွင်းမှုများအနေနဲ့၎င်းကျွန်တော်တို့တိုင်ပြီးဆွေးနွေးပြီးမှစီစစ်ပြီးသွင်းသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဝတ်ပြုစီစဉ်ပြီးရင်အားလုံးအတူတကွကျွန်တော်တို့ဒီအရှိတကုံကနေဆရာမကြီးကစီစဉ်ပေးတဲ့အတူယူပေးတဲ့မော်ဂင်နာကိုကျွန်တော်အတူတကွအားလုံးသုံးဆောင်ဖို့ရန်အတွက်ထပ်လောင်းပြီးဖိတ်ခေါ်လိုပါတယ်ကျေးဇူးတင်ပါတယ်